ปะเทียนินสวยตัวมินเป็กถูช่วยฮีนี่อ่ะพยาก็จะนกูไปไล่เดดีกันนี่เมสเซจพยาสกาการดียาพิเดกันละที่โดนตีสวยตัวมินตีนี่แต่เช่นจันจะนดูดีตียาออกมาพิเดสุดเอยากูเปียวใครน่าพิเดอุ่นเดินง่ายชัดเดตีจานน่าท้าไปบ้าเฮลายที่ลีรอนรถที่ตกลงฟ้าที่ลีรอนรถที่ตกลงทีนี้ยามาจะนดูอาซาลาซาระตะคู่เทกามาลุเล่าบาบูลามเทียมเลสายเทียมเตะเรารถที่ตกลงดีกันนี่อสูริอากาศจะรู้ดีกันนี่เชี่ยงเนี่ยเลยมาปีบาบูปะเทียนินง่ายชัดตัวที่จะยังไงทักง่ายเนี่ยพยากันน้าทางผู้ชาตัวดีกันนี่เปียวเอยากูเต็นน้าทางผู้รู้เดปะเทียนินเนี่ยน่ะสวยตัวมินเป็กจูพยากตินดูกูดีกันนี่เปียวชินเนสกาการ์เอ็งติกาเอโมชั่นกันละที่โดนนี่แต่นี่จะเชิญใจจะนดูดีตียาองมาพิเศษอินเวนกันรอนปันนักกงอาเฮียนปงกน่ะไว้น่ะอุบิเหตุน่ะเท่งอ่ะดีกันนี่ที่สวงตัวเยอะกูลาเรลามาปงกูเยอะกูมาลูกจะยาวตีส่งนักกูดีกันนี่อุบิเหตุพิเศษอ่ะมั่วยาจะรู้ตัวตุยเด้ปงกจุดไหนเตะส่งนี่เนาะจะรู้นอดินาลีปงกูเยอะกูพิเศษนอนี่นาลีพิเศษจูป้าจะลูกเคฟกันนี่จูดีอมิวตมีดีอมิวตาหากเขาคงลงคุยตัวรับพิเศษตุกินสิงอ่ะขนาดที่ไอ้รินกระริงเราဒီမနေ့မှာအဲ့ဒီလူကလည်းသူတေရလိမ့်မယ်လို့သူထင်ထားမှာမဟုတ်ဘူးမျောလင့်ထားမှာမဟုတ်ဘူးนี่สารน้ำบุตรโดนแต่กันโฟนเฮียแล้วคุยกันริงမနေ့ညသူအိတ်ဆက်တဲ့ခါမှာလည်းပဲအဲ့ရဝန်ခံที่သူဖုန်းကင်နေအောင်မယ်လို့ကျွန်တော်ဝန်ချွန်ဘူอ่ะชวนอาทิตย์ตานี่ชุ่มเลยဒါပေမဲ့အဲ့ဒီအမျိုးသားဟာဒီကနေ့ဒီနေ့လက်ခင်းမှာဒီကနေ့တီးဆုံးသွားတာကိုကျွန်တော်တို့တွေ့ရတယ်กันละที่โดนนี่ที่สวยตัวเรียบปัจเจียนินมีรอนจานี่พยากเตียนดูกูเปียวกันเนี่ยสักกะแต่นี่จะเชิญจันကျွန်တော်တို့ဒီตียาအောင်မှာဖြစ်တယ်แกนี่ช่วงกว่าฮิปาลีจงกันเนี่ยกันตำลงฟ้าကျွန်တော်တို့မိသားစုဟာ၄ယောက်ပဲဖြစ်တယ်မများပါဘူးกันนู่นเลยกับปานละดามาအဖေနဲ့အမေအသက်ရှင်သေးတယ်น้าวประคัดกันไหนพวกกันเนี่ยကျွန်တော်မှာဒါน้าวประคัดมีปาကျွန်တော်မှာညီလေးတစ်ယောက်ရှိတယ်ปาลีจงกันเนี่ย၄ဦးပဲဖြစ်ပါတယ်นี่มาเสร็จเองติกาเอโมชวนกันละที่โดนแกนี่ปะဒါပေမဲ့ကျွန်တော်တစ်ချိန်ကြာရင်ကျွန်တော်တို့ဒီလည်းပဲတေရအောင်မဲ့လူတွေဖြစ်တယ်อินช่วงกว่าพออินละที่โดนนักกินอาชวนကျွန်တော်တို့ရဲ့မိသားစုတိုင်းမှာလည်းပဲတေရအောင်မဲ့လူတွေကြီးပဲဖြစ်ပါတယ်มาเนี่ยจำพายกันสินะဟိုရင်ကကျွန်တော်တို့ဟိုတလောကကျွန်တော်จำဖိုင်ကိုကျွန်တော်တို့ခရီးသွားခဲ့ပါတယ်ก็เชียนป้าชวนโฟนโกละทงตาကျွန်တော်တကယ်ချင်းကဖုန်းလာတဲ့အခါမှာဒီကနေ့ဖုန်းကိုကင်ပါတယ်อินลำปังอันโนเตะดวงตักไม่ชุดจำพายกันสินเลยจนอาเราที่นี่จุ่มเลยตูรู้จำพายကိုခရီးသွားနေတဲ့အချိန်မှာဒီကနေ့အိမ်မှာကြံခဲ့တဲ့သူ့ရဲ့သားလေးအမတန်ချစ်စရာကောင်းတဲ့ဒီကနေ့ကလေးစုံသွားတာကျွန်တော်တို့ကြားလိုက်ရတယ်ปีเตอร์เลยพูดตลอดโจยันทิ้งพาพี่กลัวဒီကနေ့ကျွန်တော်တို့သိချင်းတရားလို့ပြောတဲ့အခါမှာဒီကနေ့အဖိုးကြီးတွေအဖွားကြီးတွေအသက်ကြီးရွယ်ဦးတဲ့သူတွေကိုပဲအရင်သိရလိမ့်မယ်လို့ကျွန်တော်တို့ကထင်ထားကြမှာဖြစ်တယ်โนปังเลยฉลาดที่พอฮิกันละที่โดนကျွန်တော်တို့ဒီကနေ့လူငယ်တွေဒီကနေ့ကလေးတွေလည်းပဲဒီကနေ့တရားအောင်မဲ့လူတွေဖြစ်ပါတယ်တူလာဟင်အိန္ဒိယရမဟုတ်စပရအန်ငိုင်ဖပါရင်တို့ပွေနေတော့နာယခုကာလမှာနော်ယခုချိန်မှာကျွန်တော်တို့အိန္ဒိယနိုင်ငံမှာအချမ်းသာဆုံးဆိုတဲ့ပုဂ္ဂိုလ်တဦးရဲ့သားကဒီကနေ့ဒါမင်္ဂလာလက်ထပ်ပွဲကျင်းပမှာဖြစ်တယ်อันนี้นี่เราอันนี้ในมาอินพวกเสนาหัวตะตานปนตัวรู้มิงลาเราไม่สาวยังตีบุเล็ดทับเพื่อเราไม่จิ้มปายตีบุเอริเล็ดทับเพื่อด้วยเพียงสิ่งเด็กอายามาเกียรติหน่วยขัดลีเกียรติหน่วยขัดลีค่ะหน่วยทุ่มเวลันมังรันนี่ดีกันนี้จะรู้ดีตัดเต็งบ่เนาะหน่วยขัดลีค่ะดีกันนี้เจ็ดตัดเต็งเนาะตัดเต็งจางအဲ့ဒါကိုပေါ်လိုက်လို့ရှင်3သိန်းနော်တသိန်းတန်ကြီးတဲ့ပဲရှိလိုက်တဲ့ခါမှာ3သိန်းလောက်ရှိတဲ့ငွေကြီးပမာဏအိန္ဒိယရန်ပဟောစာဆိုဟောစတကနေအိန္ဒိယနိုင်ငံမှာချမ်းသာတဲ့လူကအမတန်ချမ်းသာတဲ့သူဖြစ်တယ်သူစအပွိစန်နေစီကကျင်းခဇာပခတ်ပေါ်နဲ့ခင်လောဝန်တီအဲ့ဒီသူအသုံးပြုရမယ်အဲ့ဒီငွေကြီးပမာဏဆိုတာကသူ့မှာပိုင်ဆိုင်ထားတဲ့ရာခိုင်နှုန်းအရတွက်မယ်ဆိုရင်အမတန်မှနေပါသေးတယ်จูมิดเจเองกังพลหงสมาเซဒီပုဂ္ဂိုလ်တွေကဘလောက်ပဲချမ်းသာနေပါစေအန်ပွိစာချွန်တီနာဒါထေဂျုံဒီသူတို့ရဲ့ငွေကြီးတွေကဒီကနေ့တည်ချင်းတရားကိုဒီကနေ့မစီးတားနိုင်မှုဖြစ်တယ်မိဟောစာပေါ်လက်တီဒွန်ဒီကနေ့ချမ်းသာတဲ့သူတွေလည်းတရားအောင်မှဖြစ်တယ်က
มีอะไรที่บอกกันละที่โดน စင်းရဲတဲ့သူတွေလည်းတင်ရအောင်မှာဖြစ်တယ် อีชูกว่าพอยดำกิมแรงโดนโลดูเนี่ยมาจุดที่โดน ဒီကနေ့ကျွန်တော်တို့မိသားစုလည်းတစ်သက်လုံးအသက်ရှင်ရမယ့်သူတွေမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့တင်ရအောင်မယ့်လူတွေဖြစ်တယ် จูว่าชวนปอยโมเบอร์ไม่จู အဲ့ဒီအတွက်ကြောင့်မလို့အရေးကြီးဆုံးသောအရာကဘာလဲဆိုရင် อีส่วนนี้เนี่ยใช้ตัวเรามีรอนจ่าจู ယေရှုကတင်တို့ထံပြောရမယ့်စကားကျွန်တော်ရှင်ရောက်လာတဲ့စကားဒီ อีดำลายมาส่งในจังเอ็มดีไอปปอยโมจู ကျွန်တော်တို့အသက်ရှင်နေတော့ကောင်းချီးခံစားရသလားဆိုတဲ့အရာထက်အရေးကြီးတဲ့အရာက อีทีนัวเข้มมุดางเอฟังทำไมเกิดโดนที่ปอยโมเบอร์นี่ တမလို့ကြရင်တင်တီးသွားတဲ့အခါမှာဘယ်နေရာကိုသွားမလဲဆိုတဲ့အရာအဖေကျွန်တော်တို့ရှာတွေ့ဖို့ရှာတွေ့အရေးကြီးတာဖြစ်တယ် อีละทีเงี้ยเงี้ยโดนวากินอีทีหุ่นเองติงเอโยมองที่ปอยโมเบอร์ ကျွန်တော်တို့ဟာတစ်ချိန်ချိန်ကျရင်တည်ရအောင်မဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တည်ချင်းတရားရဲ့နောက်မှာကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတဲ့အရာကအမတအရေးကြီးတဲ့မေးခွန်းဖြစ်တယ် ปอน่ะเห็นสุรุ่ยเมลตะปอมีเชิงขัดกับหัว ကျွန်တော်တို့အပြင်မှာဒီကနေ့အရက်သမားဒီကနေ့တော့အရက်မူးတဲ့သူတွေလည်းတချို့ကျွန်တော်မြင်တွေ့တယ် เองติกาเอโมชวนนี่ละที่โดน တနေ့တစ်ချိန်ချိန်ကျတင်လဲတင်ရအောင်မှာဖြစ်တယ် อีดำลายนุนเจ้ายังไงตัวชีนะ ကျွန်တော်တို့အသက်ရှင်တဲ့အချိန်အတော်တွင်ပဲကျွန်တော်တို့စဉ်းစားတဲ့လူတွေဖြစ်တယ် อีทีนัวไอ้ท่าเราวิเคราะห์อย่างเงี้ยกำลังในตัวง่ายตัวนี่ ကျွန်တော်တို့တည်ပြီးကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ဘယ်ကိုသွားမလဲဆိုတဲ့အရာကိုကျွန်တော်တို့စဉ်းစားဖို့ပါသလား ไบเบิลชวนมีอินโคเวรีอปุ่มปุยในมาเซอาทีนัวท่าเราฮีเข้มหุนาอักลสีชวนเอ็งมอมสิอมโลวตีย ကျမ်းစာကဒီလိုပြောပါတယ်လူဒီဤစัจ java လာတစ်ခုလုံးကိုအစိုးရတော်လဲပဲမိမိအသက်ဝိညာဉ်ရှုံးရင်အဘယ်ကျေးဇူးရှိသနည်းဆိုပြီးတော့မှကျမ်းစာထဲမှာတွေ့ရပါတယ် ฮาตะกินไหนทอกปวนินตาเทยตบช่วยไหนทอก ဒီကနေ့ကျွန်တော်တို့ပြင်ပန်းပန်းအလုပ်လုပ်ရတယ်ကျူးကျူးဆာဆာကျွန်တော်တို့အလုပ်လုပ်ရတယ် ทอมโนชาเตอินเลเราชาเตอินในชงเสละ ဒီကနေ့အဝတ်စားကောင်းနေတဖြည်းဖြည်းများလာတယ်ဒီကနေ့အိမ်ကြီးယာတွေတဖြည်းဖြည်းကျွန်တော်တို့ဝယ်နိုင်လာတယ် ဒီမှာစရီတီဟုနာခန်းဆုံဆုံခန်းจงกายနဲ့ပခတ်မာနေလို့ ဒါပေမဲ့ကျွန်တော်တို့တည်သွားတဲ့အခါမှာအဲဒီကျွန်တော်တို့ရှာဖွေနေတဲ့အရာတွေကဘာမှအကျိုးမရှိတော့ဘူးဖြစ်တယ် ปุยโมเปสีทีหุนาอีท่าเราเขาคุยอย่างเงี้ยกันโดน အရေးကြီးဆုံးကကျွန်တော်တို့တည်ရင်ဘယ်သွားမလဲကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ဘယ်ကိုသွားမလဲ กันสบายเฮียนทิลดิสวอลเฟกตัวกันเนี่ย ကျွန်တော်တို့အားလုံးအပြစ်ချိုးလွန်ပေးသားသူတွေဖြစ်တယ် voi la trong cha in pathiam bula ngai dam dir ma na ka le ai ti sual le thau ဒီကနေ့မှာကျွန်တော်တို့ဖျားစီမှာအပြစ်ခွန်လို့ချင်းကျွန်တော်တို့စွတ်တောင်းပြီးမယ်ကျွန်တော်တို့နောက်တစ်ပတ်ကျရင်ကျွန်တော်တို့အပြစ်တွေထပ်ချိုးလို့နေကြသေးတာပဲဖြစ်တယ် จูวังชวนทีละจูเข้มหุนากันกัลเงยยังมีสุวลเฟกกันนี่ฟังอิน အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဟာအပြစ်သားဖြစ်တဲ့အတွက်ကြောင့်မလို့ယခုကျွန်တော်တို့တည်သွားရင်ကျွန်တော်တို့အပင်ငရဲကိုကျွန်တော်တို့သွားရမယ့်လူတွေပဲဖြစ်ပါတယ် เข้มหุนีอาราบทักตักเสร็จเสร็จอ่ะ ကျွန်တော်တို့အပင်ငရဲဆိုတာကအမတန်ကြောက်စရာကောင်းတဲ့နေရာဖြစ်တယ် เข้มหุนีอมเชียงเดียวอูนาวตู အပင်ငရဲဆိုတာကအမှန်တကယ်တည်ရှိတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ် เมียนมาบูดิสปุยเทียมปะขัดเมลเขียดกันเนี่ย မြန်မာနိုင်ငံမှာဒီကနေ့ကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ဒီကနေ့ဘုန်းကြီးတစ်ပါးနဲ့ကျွန်တော်ယဉ်နေခွင့်ရခဲ့တယ် อามิงจูอัดเท็ดเปียนสินโต သူမီဇုံးလူရေးထားတာဆိုတော့နည်းနည်းဟိုမှားရင်လည်းမှားကောင်းလည်းမှားနိုင်တယ်ဆိုတော့အထက်ပြန်ရှင်သောဖယား เฮ้ยฮีบูดิสปุยเทียมอันนี้มาอามิงอันนี้ အဲ့ဒါကသူဒီဘုန်းကြီးပေါ့နော်ဒီဘုန်းကြီးဒီကနေ့မဝက်ခင်ပေါ့နော်မဝင်ခင်သူ့ရဲ့နာမည်ဖြစ်ပါတယ်တဲ့အမေနာမဖြစ်ပါတယ် โนปังเตียนี่ไลน์บูดิสปุยเทียมนาจูอซิรทนะ ဒီကနေ့သူငယ်ရွယ်တဲ့အချိန်ကနေစပြီးတော့မှဒီကနေ့ဗုဒ္ဓစာပေတွေကိုသူလေ့လာတည်ယူခဲ့တယ် ปุยเทียมอันนี้โนอามิงจู ဒီကနေ့ကျွန်တော်တို့ဒီဘုန်းကြီးဒီကနေ့ကျွန်တော်တို့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ อูนั่น အဲ့ဒီမှာသူ့ရဲ့ဒီဦးနန္ဒပဏိတာအရှင်သူရိယ จูจูปุยเทียมอันนี้โนอามิงอันนี้ ဟောအဲ့ဒါမကောင်းမနိုင်တယ်သူမျိုးစိုးလူနည်းနည်းရေးထားတော့ကျွန်တော် มันเดเลยอยากเขียนปุยเทียมนาทกอ่ะ သူကမန္တလေးမှာဒီကနေ့သူရှိပါတယ် อามาจูเจียงแต่ก็เขียนชื่อนั่นนี่ အဲ့ဒါသူနဲ့ကျွန်တော်ကောင်းကောင်းရင်းနှီးခွင့်ရခဲ့တယ် อาปุยเทียมซุยชินจูอูซาดิลาเจียนี่อะซุยชินะ
သူဘယ်သူနောက်ကိုလိုက်တယ်လဲဆိုရင်ဦးဇေဒီလာနောက်ကိုသူလိုက်တဲ့သူဖြစ်ပါတယ် 就ဇဒီလာဂျီနီ就冇得嚟識တဲ့那天呢 အဲ့ဒီဦးဇေဒီလာဟာဒီကနေ့တရက်ကြတော့မတော်တဆကား accident မှာဆုံးသွားခဲ့တယ် ဦးနန္ဒာကျွန်ပွေ添နာထုတ်တဲ့စေလား အဲ့ဒါနဲ့ဦးနန္ဒာကအဲ့ဒီဘယ်လိုပြောမလဲဒီဖုန်ကြီးလို့ဘောနော်ဒီကနေ့ကျွန်တော်တို့ကိုရင်နဲ့ပတ်သက်တဲ့အရာကိုသူဆက်ပြီးတော့မတာဝန်ယူတယ် အမဆုမြန်မာဘူဒစ်ပွေချင်မနေ အဲ့ဒါကဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့ဒီဗုဒ္ဓဒီဘုံတော်ကြီးတစ်ပါးဖြစ်ပါတယ် နာဒခိရတက်မရဖေးတာ အဲ့ဒါနဲ့တရက်ကြတော့သူအမတန်မှဒီကနေ့ကျွန်တော်တို့ဒီအနာယောဂါတစ်ခုသူခံစားရတယ် အဒမ်လောဝေတဖက်မရတဲ့ကျွန်အထိဖေးတာနီ အဲ့ဒါနဲ့သူဟာနော်ကြီးမားသောအဲ့ဒီအနာယောဂါကြောင့်တရက်ကြတော့သူလည်းပဲဒီကနေ့ပြန်တော်မူတာကိုကျွန်တော်တို့တွေ့ရတယ် ဦးတကင်ငါချမတဲ့ချွတ်တရထီချွန်းမော တေချာလေးနားထောင်ပါအဲ့ဒီပြန်တော်မူတဲ့ခါမှာ ဘူဒစ်စာခဆွေတွန်းနေလာရထီခိယမြေလို့ဟိသာရောခိုးဖေးလာဖမှုတာနီ အဲ့ဒါနဲ့သူအဲ့ဒီလောကမှာသူဒီအသက်ရှင်နေတဲ့အချိန်မှာ तू မမြင်တွေ့ခဲ့ရတဲ့အရာ तू မသိလိုက်တဲ့အရာဟာဒီကနေ့တမလွန်ဘဝရောက်သွားတဲ့ခါမှာ तू မြင်တွေ့တာကိုတော့တွေ့ရတယ် ဇူဘူဒစ်ပွေ添ဆိုခင်မနာအတတော်နီဆုမလဲ အဲ့ဒါနဲ့အဲ့ဒီဘုံတော်ကြီးဟာတဲ့ဒီကနေ့ကျွန်တော်တို့ဒီကနေ့မကောင်းတဲ့နေရာမှာဒီကနေ့ကျွန်တော်တို့ရောက်သွားတဲ့အကြောင်းကိုတွေ့ရတယ် သူဖင်ရီယတ်အိုင်ဇောင်းမေလီရာကျွန်တတော်နီဆုမလဲ ဒီကနေ့ပင်လေမျက်နှာပြင်ထက်ဒီကနေ့ဂျယ်ဝမ်းတဲ့ဒီကနေ့နေရာမှာဖြစ်တယ် ကျူမေကာရာချွန်းဘူဒစ်ပွေ添ကောရောဟိဖမှုတာ အဲ့ဒီနေရာမှာဒီကနေ့ကျွန်တော်တို့ဒီဘုံတော်တွေဝက်တဲ့ဒီကနေ့ဒီအယောင်တွေကိုတွားပြီးတော့မှသူမြင်တွေ့တယ် အဖန်ချီန်ချွန်း အဲ့ဒါနဲ့သူတေချာတွားပြီးတော့မှကြည့်ရှုတဲ့အခါမှာ ဦးဇဒီလာချီနီအဟုတ်တူပါခလုံးဒီနီချူ အဲ့ဒီမှာသူဘာတော့တွေ့တယ်လဲဆိုရင်သူနောက်လိုက်ခဲ့တဲ့ဒီကနေ့ဦးဇေဒီလာကိုတွားပြီးတော့မှတွေ့တာကိုတော့တွေ့ရတယ် အဖစောတာကပူေကတင်ငယ်ခင်မနာယုံအတီယာ အဲ့ဒါနဲ့သူကတွားမိတယ်တဲ့ဘာကြောင့်ဒီနေရာမှာတင်ရောက်ရတယ်လဲဆိုပြီးတော့မှတွားမိပါတယ် ဤတမ်လာယေဖယ်တဲ့ရင်ငယ်ကတင်ငယ်ဤချီနွေခင်မနာယုံအတီယာ တဲ့အသက်ရှင်တဲ့အချိန်ကာလမှာတရားအမတန်ကောင်းတဲ့လူဖြစ်တယ်။ဘာကြောင့်ဒီနေရာမကောင်းတဲ့နေရာကိုရောက်ရတာလဲဆိုပြီးတော့မှကျွန်တော်မေးခဲ့တယ် ဦးနန္ဒာပူလာချွန်းတမ်လာဖယ်ရောတတော်လို့ဤဆွာကနေလောဝင်းခင်မနာကတာနီအလောတီယာ ။အဲ့ဒါနဲ့ဦးနန်ဒါစီမသူဘာပြောတယ်လဲဆိုရင်အသက်ရှင်နေထိုင်တဲ့အခါမှာအကျင့်စာရိတ္တကောင်းယုံနဲ့မပြီးဘူး။ဒီကနေ့ယေရှုခရစ်တော်ကိုမပိုင်ဆိုင်ရတဲ့အတွက်ကြောင့်မလို့ဒီနေရာကိုရောက်ရခြင်းဖြစ်တယ်ဆိုပြီးတော့မှပြောတာကိုတွေ့ရတယ်။ ဤဆွာကနေလောဝင်းခင်မနာကတာနီအတီဒီဆုမလဲ ယေရှုကိုမပိုင်ဆိုင်ရလို့ဒီကနေ့ကျွန်တော်တို့ဒီနေရာကိုရောက်ရခြင်းဖြစ်တယ်ဆိုပြီးတော့မှပြောပါတယ် ဦးနန္ဒာရုံချူဟာလ်တူဝင်းကွာအန်ဒါတာ အဲ့ဒါ တာနီ အဲ့ဒါနဲ့ဦးနန္ဒာဒီကနေ့နော်ဒီရုပ်အလောင်းကိုဒီကနေ့ဒီမိတချူဖူရှာတွဲဒီကနေ့ထားပါတယ် အနူချွန်းအဗီမေလ်ဝိခတ်မူလေဒူဝိကွန်ချူဟောင်းလေ အဲ့ဒါနဲ့သူ့ရဲ့ဒီကနေ့မိခင်ကမျက်နာကိုတစ်ခါလေးပြန်ပြီးတော့မှမြင်တွေ့ခြင်းတဲ့အတွက်ကြောင့်မလို့ဒီကနေ့ပြန်ပြီးတော့မှအဲ့ဒီအခေါင်းကိုဒီကနေ့ပြန်လဲပြီးတော့မှဖွင့်ပေးပါတယ် ชุดยาสุขคนเลยจนอุนันดาจะเราเจ็ดไม่นี่ အဲ့ဒါလို့ဖွင့်တဲ့အခါမှာတဲ့အဲ့ဒီဦးနန္ဒဟာလှုပ်ရှားလာတာကိုတွေ့ရတယ် อนุจะเอาชัวร์อรุณเชลตีอ่ะ အဲ့ဒါနဲ့သူ့အမေကအလန့်တကြားဒီကနေ့အော်ပါတယ်ဟာပြန်ပြီးတော့မှလှုပ်ရှားတယ်ဆိုပြီးတော့မှဒီကနေ့ นี่ทูมาทีนัวจวนอรุณนุ่งเลยตานี่จู 3 ရက်တင်လုံးပြီးတဲ့နောက်ပိုင်းမှာပြန်ပြီးတော့မှရှင်ပြန်လာတာကိုတွေ့ရတယ် อดัมเลโตชนตูมาเราโตเรา အဲ့ဒါနဲ့သူအသက်ပြန်ရှင်လာတဲ့အခါမှာဘယ်သူကိုမှသူမကြောက်တော့ဘူးဖြစ်တယ် เข็มมุนไอ้เราไม่ยอมโตเราเดียเชียงลุตุกะ အဲ့ဒီအပေကရဲ့တဲ့ကြောက်စရာကောင်းတဲ့အရာဘယ်အရာမှမရှိဘူးဆိုတာသူကောင်းကောင်းသဘောပေါက်သွားတာဖြစ်တယ် จูว่าชนโกลมีปุยแต่เนี่ยนะชวนอีส่วนในเราชวนอินทีหัวน่ะเข็มมุนไอ้กัลตองตีทุยเฉยๆนั่นนี่ အဲ့ဒါနဲ့သူမြန်မာလူမျိုးဗုဒ္ဓဘာသာမြန်မာလူမျိုးရစီမှာယေရှုခရစ်တော်ကိုယုံကြည်ပါမယုံကြည်ရင်ဒီကနေ့ကျွန်တော်တို့ပေငရဲသွားမယ်ဆိုတဲ့အရာကိုသူသွားတဲ့နေရာတိုင်းမှာဒီကနေ့ဟောပြောပြီးတော့မှတက်တေခံနဲ့သူဖြစ်လာတယ် อีดำลายปะเทียมันสมในตนตระเทียตกเรา ကျွန်တော်တို့သက်ရှင်နေထိုင်တဲ့အချိန်မှာကောင်းချီးခံစားယုံနဲ့မပြီးပါဘူး อีส่วนในเราชวนอีละทีโดนจุดนี้เราชวนเข็มมุนไอ้กัลตอง ဒ
ကျွန်တော်တို့တတိတိတစ်ချိန်ချင်းချမ်းတေရအောင်မှဖြစ်တယ်အဲ့ဒီအချိန်မှာယေရှုကိုတင်မပိုင်ဆိုင်ရင်ကျွန်တော်တို့ဘယ်လမ်းသွားမလဲဆိုတော့အားလုံးအသိဖြစ်တယ် Engang ponho samala I swai nei lo chuan I thiu na khem mu nei kal don ဘလောက်ပဲဒီကနေ့ချမ်းသာတော်သူဖြစ်နေပါစေယေရှုကိုတင်မပိုင်ဆိုင်ရင်ကျွန်တော်တို့တွားရမယ့်နေရာကျွန်တော်တို့အားလုံးအသိဖြစ်တယ် Pon la mami te tan po van poi mo tak em အပြင်မှာရှိနေတဲ့သူတွေတွေ့လဲအမတန်အရေးကြီးတဲ့အချက်ဖြစ်တယ် Bible la khan mi ho sa tak pakhat a oma ကျွန်တော်တို့ချမ်းသာမှာအလုံးအမတန်မှချမ်းသာတဲ့တထေးကြီးတယောက်ကျွန်တော်တို့တွေ့ရတယ် Mi ho sa ka ro sei chua chan chu nang ni po tai mat taka na thok chin ni wang ni ဒီကနေ့အမတန်ကျွယ်ဝချမ်းသာတဲ့တထေးကြီးအကြောင်းကိုဘာလို့ပြောရတယ်လဲဆိုရင်ကျွန်တော်တို့ဒီ level ကျူးစားပြီးတော့မှလူတိုင်းချမ်းသာချင်နေတဲ့သူတွေဖြစ်တယ် Ti chuan apula hian mi re thei tak pakhat hi om bok ani အဲ့ဒီတထေးကြီးရဲ့ဘေးမှာအမတန်ဆင်းရဲတဲ့သူတယောက်ရှိတယ် Chu mi chu adam lo na sat em awagin na po thok thei lo အဲ့ဒီဆင်းရဲတဲ့သူကအလုံးဘယ်လိုပြောမလဲနေမကောင်းတဲ့အခါမှာအလုံးလည်းမလုံနိုင်မှုဖြစ်တယ် Chu mi ho sai na at choi chua ta ka chu lo uyang in lo ei ve thin ani ဒီကနေ့တထေးကြီးစားတဲ့ဒီကနေ့ထမင်းကြံနေဒီကနေ့တထေးကြီးစားတဲ့အဲ့ဒီကြသွားတဲ့ထမင်းစီထမင်းလုံးတွေကိုသူကအဲ့ဒီဆင်းရဲတဲ့သူကကောက်စားနေရတဲ့ဘဝဖြစ်တယ် Mi ho sa le mi re thei chuan thita တနေ့ကြတော့အဲ့ဒီတထေးကြီးနဲ့ဆင်းရဲတဲ့သူကတနေ့ကြတော့သူတို့တည်ဆုံးသွားတယ်အတူတူ Mi ho sa pa chu ni swallow la nei lo wangin အဲ့ဒီတထေးကြီးကတကယ်ယေရှုခရစ်တော်ကိုသူမပိုင်ဆိုင်သေးတော့သူဖြစ်တဲ့အခါမှာ Khem mu na chu da ka ta ni chu mo le ဒီကနေ့အပင်ငရဲကိုချသွားပါတယ် Khem mu na tang chu na han dak ta အဲ့ဒီပင်ငရဲကနေပြီးတော့မှအပေါ်ကိုမော့ချလိုက်တဲ့အခါမှာ Van rama I swa pula mi re thei pa lo thu kha mu ni chu ကောင်းကင်မှာတကယ်ယေရှုခရစ်တော်ရဲ့ဘေးနားမှာထိုင်တော်မူတဲ့အဲ့ဒီဆင်းရဲသားတယောက်ကိုတွားတွေ့ခဲ့တယ် Khem mu na tang chu na au thin ni ma se lo hoi thei lo အဲ့ဒါနဲ့ပြီးပင်ငရဲကနေပြီးတော့မှအဲ့ဒီလူကိုအော်ခေါ်ပါတယ်ဒါပေမဲ့အဲ့ဒီလူကမချနိုင်တော့ဘူး Chu mi ho sa pa hem ti lu tuk chuan အဲ့ဒီတတိကြီးအလုံးမတမဆင်းရဲဒုက္ခခံနေရတဲ့အတွက်ကြောင့်မလို့ Lal pa khem mun chu a sa e mai a hiu me mai ti lau chua ka ကိုရောဖယားဒီအပေကရဲ့ဟာအမတမပူလောင်နေအမတမဒီကနေ့ကျွန်တော်တို့ပူလောင်နေဆိုပြီးတော့မှဖယားကိုသူအော်ခေါ်ခဲ့တယ် Kha mi re thei pa khan akuta hian tui su kok se tui far khat sia ka le ya hian da ro se dia အဲ့ဒါနဲ့အဲ့ဒီဆင်းရဲတဲ့သူကသူ့ရဲ့လက်နဲ့ဒီကနေ့ရေတစ်ဆက်ကိုယူပြီးတော့မှကျွန်တော်ပါဇက်ထဲကိုဒီကနေ့ရေအဆက်ချပါဆိုပြီးတော့မှသူတောင်းခဲ့တယ် Una de wa thil dil chu van ho to tak em A thil dil chu van ho to tak em အဲ့ဒီအချိန်မှာသူတောင်းဆူခဲ့တဲ့အရာဟာကျွန်တော်တို့ဘာမှမဟုတ်တော့တဲ့အရာဖြစ်တယ် Khem mu na kan ka ni chuan chu chu kan chan tu ra ni do na ni o ကျွန်တော်တို့အပေကရဲကိုကျွန်တော်တို့ကြခဲ့ရင်ကျွန်တော်တို့အပေါ်မှာတဲ့ရောက်လာမယ့်အရာဒီအဲ့ဒီအရာကဲ့သို့ပဲဖြစ်တယ် Chu mi ho sa pa chuan pa thien bula chuan အဲ့ဒီတတိကြီးကဖယားသခင်ရှိမှာ Lal pa khoi takin me kai mai min kai tho le la ka u nau I suan la khelo te ne na I suan chan chin ka soyang a ti a ဖယားသခင်ဂျေဆုပြုပြီးတော့မှကျွန်တော်ကိုအသက်ပြန်ရှင်ခွင့်ပေးပါကျွန်တော်မှညီကုံမောင်နှမတွေမိသားစုတွေရှိသေးတယ်သူတို့ထာမငါတရားသွားဟောခြင်းလို့ပါ Ni ma sila pa thien chuan ဒါပေမဲ့ဖယားသခင်က Evangelist te thu soi tu tam ta kan ya an thu soi chi u nau te chuan lo oi ro se ti ni chu လောကမှာတရားဟောဆရာတွေဘာသာရေးခေါင်းဆောင်တွေအများကြီးရှိတယ်သူတို့ဟောပြောတဲ့အရာကိုသူတို့ယုံကြည်လက်ခံပါစေဆိုပြီးတော့မှဖယားကပြန်တုံ့ပြန်တာကိုတွေ့ရတယ် Zanin ni san poi mo takani ယနေ့ညဟာအရေးကြီးဆုံးသောညဖြစ်တယ် I swa I nei lo ni chuan I la thi don chu ni hu na chu khem mu nai kal don တနည်းကျွန်တော်တို့တေရအောင်မှဖြစ်တယ်ယေရှုကိုကျွန်တော်တို့မပိုင်ဆိုင်ရင်ကျွန်တော်တို့ဒီလည်းပဲအဲ့ဒီအပယ်ငရဲကိုသွားရမယ့်လူဖြစ်တယ် Khem mu na me hi to thei lo ကျွန်တော်တို့အပယ်ငရဲကဒီကနေ့ပူလောင်တဲ့အရာမကုန်ဆုံးနိုင်ဘူးထာဝရဖြစ်တယ် Cha tua na to thei lo ma ni ထာဝရဖြစ်တယ်မကုန်ဆုံးနိုင်တော့တဲ့အရာအရှင်မြတ်တည်တဲ့အရာဖြစ်တယ် Chu mi a chuan kan tang ti kan lo wang long voi ta ya po kan poison nei song song ai tur te kan siam
အဲ့ဒီနေရာကိုကျွန်တော်တို့ရောက်သွားမှာအမတာမစိုးရိမ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှာရှေ့ရှိသမျှသောငွေကြေးတွေကိုအသုံးပြုပြီးတော့မှဒီကနေ့ဒီလူတရားပွဲမျိုးဒီကနေ့ညနေပိုင်းကကျွန်တော်တို့ကျွေးမွေးအခါနဲ့အရာတွေကျွန်တော်တို့ပြုလုပ်ပေးနေရခြင်းဖြစ်ပါတယ် 一说一蹦提他那里，嘿，跟地呢。 အဲ့ဒါယေရှုခရစ်တော်ကိုကျွန်တော်တို့ယုံကြည်လက်ခံလာနိုင်အောင်ကျွန်တော်တို့အဲ့ဒီမေတ္တာစကားကိုကျွန်တော်တို့ပြောလာတာဖြစ်တယ် 根本瑞丹都是些就底下人水群。 အပင်ကြီးဒီကနေ့ကာလဟာဘယ်လောက်ကြာရှိတယ်လဲဆိုတာလူတွေကဒီလိုပြောပါတယ် 跟荷兰铁飞的龙，哦嘛的。 ကျွန်တော်တို့ဒီဟောခံလောက်ကြီးတဲ့ကြောက်တုံးတတုံးရှိတယ် กุมซาดานะซาฟาเตโรเตยรอนโชกา နှစ်တရားမှာတစ်ချိန်ဒီကနေ့ငှက်နော်အမတန်တီးတဲ့စာကလေးငှက်တကောင် 阿木yan会看龙ซาฟา大就去那地。 ပြန်ပြီးတော့မှအဲ့ဒီကြောက်တုံးကိုသူ့ရဲ့ဒီကနေ့နှုတ်သီးချုံနဲ့တခါပြန်ပြီးတော့မှအဲ့ဒါလိုချစ်တယ် กุมซาดันเซลาโชกา会看他大就เซลา。 နောက်နှစ်ပေါင်း100လွန်တဲ့အခါမှာတစ်ခါပြန်လာပြီးတော့မှတစ်ခါပြန်ပြီးတော့မှသူနှုတ်သီးနဲ့အဲ့ဒီကြောက်တုံးကိုပြန်ချစ်တယ် สุดยังลุงจวดตารัลเวกคุณอาจวน အဲ့ဒါလို့သူလာပြီးတော့မှနှစ်ပေါင်း100ပြီး100လာပြီးတော့မှချစ်ပြီးတော့မှအဲ့ဒီကြောက်တုံးကြီးဒီကနေ့ကုံဆုံးသွားတဲ့အခါမှာ เข้มหุ่นจวอะไรอินจันโดนจวันทีนี่ အဲ့ဒါလို့ကုံဆုံးသွားတဲ့အခါမှာအဲ့ဒီအပင်ငရဲဆိုတာကအစပြုတ်တာပဲရှိပါသေးတယ် เข้มหุ่นอีกตอนนี้จวนอาตบเทตัวเรา ကျွန်တော်တို့အပင်ငရဲကိုကျွန်တော်တို့ကြာသွားပြီဆိုရင်မကုံဆုံးနိုင်တော့ဘူးဖြစ်တယ် ไอ้จันชัวเทตัวเรา ကျွန်တော်တို့ကယ်တင်လို့မရတော့တဲ့နေရာဖြစ်တယ် นี่มาสิเลยดำไล่给อีสวยเราปมันดีจวน သို့တော်ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့အချိန်မှာယေရှုကိုသင်ယုံကြည်တဲ့ဆိုရင် 一体乎的一顺方他妈回多次 သင်အသက်တည်ဆုံးတဲ့အခါမှာလည်းပဲယေရှုကသင်ကိုကောင်းကင်ကိုခေါ်တော်မှာဖြစ်တယ် 哈利路亚 အာမင် ฟันทำช่วยเขาเวลาหน่วมโซขีนี่อ่ะ ကောင်းကင်နိုင်ငံတော်ဆိုတာကဤကမ္ဘာလောကကြီးထဲအမတန်ပျော်စရာကောင်းပြီးတော့မှတာယာတဲ့နေရာဖြစ်တယ် รำบัวยอมตัวเราว่างัดน้อมตัวเราว่า ဒီကနေ့ကျွန်တော်တို့နိုင်ငံရဲ့အရှောက်ထွေးမရှိတော့ဘူးအနာယောဂါဆိုတာလည်းမရှိတော့ဘူး เรื่องที่นั่นแหละตัวนักการป่วยในฟันทำมาชวนประคัดน้อมตัวเรา ဒီကနေ့ဆင်းရဲခြင်းနဲ့အိုခြင်းနာခြင်းနဲ့ဘာတစ်ခုမှမရှိတော့တဲ့နေရာဖြစ်တယ် อีส่วนในตัวนั้นจะเข้มมุนากันกระโดดเราว่า ယေရှုကိုပိုင်ဆိုင်တဲ့သူကအပင်ငရဲကိုကြာမှာမဟုတ်ဘူး การที่หัวหน้าฟันทำมามีละควยโดนนั่นเอง အသက်တည်သွားရင်လည်းပဲကောင်းကင်နိုင်ငံတော်ကိုသွားမဲ့လူတွေဖြစ်တယ် ฮาเลลูยาอีส่วนที่ในไงเทนั้นสันนิษฐานเราปุ่มตูริงกับสมตูเช ယေရှုအဲ့ဒီယေရှုကိုသင်ဒီကနေ့ပိုင်ဆိုင်နိုင်ဖို့ရှာအတွက်အဲ့ဒီယေရှုကိုသင်လက်ခံနိုင်ဖို့ရှာအတွက်ယနေ့ညမှာဒီကနေ့ဖိတ်ခေါ်တာဖြစ်တယ် อีดำไล่เขาเวลจงนี่เราถ้าเราเขาเวลยอมตักตีเขาเรา ကျွန်တော်တို့ယခုဘဝပဲရှိတာမဟုတ်ဘူးနောင်ဘဝဒီကနေ့ဝိညာဉ်ဘဝဆိုတဲ့အရာလည်းရှိတယ်ဆိုတာကိုသင်သိပါ การตักษาเดชูอาดังลำไทยอัตรเตลเตลทิน ကျွန်တော်တို့ဒီခန္ဓာကပြောင်းလဲတယ်ပြောင်းလဲတတ်တဲ့အရာဖြစ်တယ်နော်အချိန်ကြာလာတဲ့အခါမှာငယ်ရွယ်တဲ့ခါနဲ့ပြီးတော့မှဒီကနေ့ဦးမြင်သွားတယ် การพาสตอร์ป้าป่วยกุมสมทุมมาละมาชวนตั้งวอลสักตะกันยังไงยัง ကျွန်တော်တို့ပါစတာကြီးဒီလည်းပဲနှစ်ပေါင်း30ကျော်လောက်ကတော့သူ့ရဲ့အသက်30ကျော်အချိန်တော့ဆိုသူလည်းတန်တန်မဖြစ်မှာဖြစ်တယ် มาเสกุมสมทุมอลียมเลชวนอัตักษาเตะเราตาราเราดังลำตัวนี่ ဒါပေမဲ့ကျွန်တော်တို့အချိန်ပြောင်းသွားတဲ့အခါမှာသူ့ရဲ့ခန္ဓာဒီကနေ့ပြောင်းသွားတယ်နော်ပြောင်းလဲသွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ် เฮเลยตักษาอยู่ดังลำเลชิน ကျွန်တော်တို့ယခုလောကယခုဘဝကျွန်တော်တို့ပိုင်ဆိုင်တဲ့ခန္ဓာဟာပြောင်းလဲတတ်တဲ့အရာဖြစ်တယ် อัตรชินกุมซาโพไดเรา ဒီကနေ့ကျွန်တော်တို့နှစ်တရားလည်းမခံနိုင်မှုဖြစ်တယ် กุมซาโพไดตักเรา ဒီကနေ့နှစ်တရားမခံမှုဖြစ်တယ် นี่มาเสเลยชูงาขันดังลำเวงไงเราถ้าเราวินัยนี่ ဒါပေမဲ့သင်အထဲမှာသင်မမြင်နိုင်တော့မပြောင်းလဲနိုင်တဲ့ဝိညာဉ်ရှိတာကိုသိပါ อีตักษาอาทิหัวนะอีถ้าเราเขาคุยอย่างเงี้ยกันโดน ကျွန်တော်တို့ဒီခန္ဓာသိသွားတဲ့အခါမှာမမြင်ရတော့ဝိညာဉ်ဒီဘယ်ကိုသွားမှာလဲ เขาเวลิจุกุมสมเรียดกุมซาเวลบ้ากันนี่เรา ဒီကနေ့ကျွန်တော်တို့ โอ้เขาเวลิจุกุมสมเรียดกุมซาเวลบ้ากันนี่เรา ကျွန်တော်တို့လောကမှာတက်ရှိနေထိုင်တဲ့အာရာဒီနှစ်ပေါင်း80တရားပင်မရှိပါဘူး ถ้าเราเขาเวลจุดตบเทตัวเราวันที่โดน ဒီကနေ့ဝိညာဉ်လောကနောင်ဘဝဆိုတာကဘယ်တော့မှမကုန်ဆုံးနိုင်တော့တဲ့အရာဖြစ်တယ် จุดตาชุดเข้มมุนาเกฟันทำไมกันโดน
အဲ့ဒီအချိန်မှာတင်းဒီအပင်ငရဲကိုသွားမလားခေါင်းကင်နိုင်ငံတော်ကိုသွားမလား Myanmar Buddhist Christian ประคัตทงเพลเครียดกันนี่เลย မြန်မာနိုင်ငံမှာကျွန်တော်ဘုန်းတော်ကြီးတစ်ပါးနဲ့ကျွန်တော်ယဉ်နေထားတဲ့သူတို့နော်ဘုန်းကြီးတစ်ပါးလည်းရှိပါသေးတယ် Ama Suparatu Manali Bingara niya ပရာတူမနာလီဘင်္ဂါရဆိုပြီးတော့မှသူနော် Usomong Zui Chintu ni ဦးစောမောင်နောက်လိုက်ပေါ့နော်ဖြစ်တယ် Chupa po chu athijepa အဲ့ဒီဘုန်းကြီးတစ်ပါးဒီလည်းပဲတေခါနေဖြစ်တယ် Unaw tu iswat de lo chum varam akal thailo tia khia ယေရှုမပါဘဲနဲ့ခေါင်းကင်နိုင်ငံမှာတွားလို့မရဘူးဆိုတာသူကောင်းကောင်းသဘောပေါက်တယ် Tu na chun iswat pom to ni ယခုအချိန်မှာသူဒီယေရှုခရစ်တော်ကိုလက်ခံသွားပြီဖြစ်တယ် Til toy te han skill chau ka dua ကျွန်တော်နော်တူလေးကျွန်တော်ပြောတဲ့ခြင်းတဲ့အရာရှိတယ် Mun takin lo ngai tharo တေချာလေးနားထောင်ပေးပါ Mun takin တေချာလေး Buddhist sa kho hi Buddhist sa kho hi ကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတာက Hindu sa kho ta ron chua ka ni ya ကျွန်တော်တို့ဟင်ထုဘာသာကနေပြီးတော့မဆင်းသက်လာတာဖြစ်တယ် Tu su mi thiam song song po zo tu la ti kan ti fe kam အဲ့ဒါကလောကဘယ်အတတ်ပညာပဲဖြစ်ဖြစ်သွားမိကြည့်ပါတဲ့နော်ဒီအရာကမှန်ကန်တဲ့အရာဖြစ်တယ် Gautama hi ma chun Hindu ni ကျွန်တော်တို့ဂေါရမမြတ်စွာဘုရားဆိုတာကလည်းတစ်ချိန်ကကျွန်တော်တို့ဟင်ထုကနေဆင်းသက်လာတဲ့သူဖြစ်တယ် Ni ma sela Hindu sa kho chun da lung oi to lo va ဒါပေမဲ့အဲ့ဒီဟင်ထုဘာသာမှာသူမချီနှံ့နိုင်မှုဖြစ်တယ် Ama nun chu lung oi so lo ni သူရဲ့အသက်တာမှာဒီကနေ့ချီနှံ့မှုမရှိနိုင်မှုဖြစ်တယ် A in ro pu ya tang chun da chuak tup ta အဲ့ဒါနဲ့သူအင်မတန်ချီတဲ့အဲ့ဒီအိမ်တော်ကနေပြီးတော့မှသူထွက်တယ် Buddha pathian han to thei kha du ni အဲ့ဒါနဲ့သူဗုဒ္ဓအဲ့ဒီဖယားကိုသွားတွေ့ဖို့ရှာတွေ့ဖို့တွေ့ဖို့ရှာတွေ့သူအလိုရှိနေတာဖြစ်တယ် Khatam ta ka ve kwal nu a chon thing kum pakhat ngo ya chuta အဲ့ဒါနဲ့ဒီကနေ့လာနော်ဒီကနေ့လာပေါင်းများစွာကြာတဲ့အခါမှာဒီကနေ့တက်ပင်တပင်အောက်မှာသူထိုင်နေခဲ့တယ် Ti chon pathian chu han khe fu ta ai ngai ta ni အဲ့ဒါနဲ့အဲ့ဒီအချိန်မှာဖယားကိုသူဖို့တွေ့ခဲ့တယ်လို့သူခံစားရတယ် Ti chon Gautama mai ne Gautama Buddha ai ti ta အဲ့ဒီအချိန်မှာဒီကနေ့ဂေါရမမဟုတ်ဘဲနဲ့ဒီကနေ့ဂေါရမဖယားဆိုပြီးတော့မှသတ်မှတ်ခဲ့တယ် Chu an kong sui tu de chu Buddhist sa kho hin ni ta ni အဲ့ဒါနဲ့သူ့ရဲ့နောက်တော်ကိုလိုက်တဲ့သူတွေကိုဗုဒ္ဓဘာသာဆိုပြီးတော့မှဒီကနေ့ခေါ်တွင်တာဖြစ်တယ် Gautama chon ma sui tu de he na chon nun thiang lim dan si te thina အဲ့ဒါနဲ့ဂေါရမမြတ်စွာဘုရားကသူ့ရဲ့နောက်လိုက်တဲ့ဒီဗုဒ္ဓဘာသာဝင်တွေကိုဘာသွန်သင်ပေးတယ်လဲဆိုရင်တန်ရှင်းနိုင်ဖို့ရှာတွေ့အများကြီးသူသွန်သင်ခဲ့တယ် Mun takin ngai tharo တေချာလေးနားထောင်ပေးပါ Sual la ka in ti thiang lim dan tu na si te thina ni ဒီကနေ့အဖြစ်ကနေဘယ်လိုစင်ကြယ်အောင်စီကြောရမလဲဆိုတဲ့အရာကိုသူသွန်သင်ခဲ့တယ် Ram do ya te rei tak tak in ti thiang lim turin an vai meditate thina ဒီကနေ့တော့ထောင်နေမှာဒီကနေ့သွားပြီးတော့မှဒီကနေ့အချိန်ကြာကြီးဒီကနေ့ကျွန်တော်တို့အပြစ်ကနေကင်းစင်အောင်တရားကျင့်ခဲ့တယ် Ni ma sela chiang ta ka hiat chu ဒါပေမဲ့ကျွန်တော်ကောင်းကောင်းသဘောပေါက်တဲ့အရာက Ke ngai poi ram no ya tui chou ringin cho ei me lovin ka kha chung kom to ni ကျွန်တော်ကိုယ်တိုင်ဒီလဲပဲသမင်းမစားပဲနဲ့ရီပဲတောက်ပြီးတော့မှတော့မှကျွန်တော်ဒီလဲပဲအစာရှောက်ပြီးတော့မှဒီကနေ့တလားလုံးလုံးကျွန်တော်နေထိုင်ခဲ့ဖူးသူဖြစ်တယ် In ti thiang lim ka thu ma ni ကိုဒီကနေ့အပြစ်ကင်းစင်အောင်တော့ချင့်နေတာဖြစ်တယ် Ram do ya kal chuan kan veng au mai chuan ril lu cho thiang lim de le ka ကျွန်တော်တို့တော့ကိုထွက်သွားတဲ့အခါမှာကျွန်တော်တို့မြို့ရွာတွေမှာနေတာထက်စာရင်တော့ပတ်ဝန်းကျင်ကတိတ်ဆိတ်တယ်ငြိမ်သက်တာကိုတွေ့ရတယ် Khem na te po khem de wa ni ဒီကနေ့ကျွန်တော်တို့ဖျားရောက်သွေးဆောင်မှုလဲအမတန်မှာတော့မြို့တွေထက်စာရင်တော့နေပါပါတယ် Ni ma sela ka ne thei me lo thil ka mu chuak ta ဒါပေမဲ့ကျွန်တော်အနိုင်မယူနိုင်တဲ့အရာတစ်ခုကိုကျွန်တော်တွေ့ရှိခဲ့တယ် Khem na chu ka ne thei ဒီကနေ့အဲ့ဒီသွေးဆောင်ခြင်းလှည့်ဖျားခြင်းအရာကိုကျွန်တော်နိုင်ယူခဲ့တယ် Ni ma sela ke ma sual lo mi ka lo ne thei lo ဒါပေမဲ့ကျွန်တော်အထဲမှာရှိတဲ့အပြစ်ကိုကျွန်တော်မနိုင်ဘူးဖြစ်တယ် ka kha chung ka chong chai တလားလုံးလုံးကျွန်တော်ဆူတောင်းတာဖြစ်တယ် Una tu ke ma hur na te chapo na te mi si ka te apo thei lo ကျွန်တော်မှာရှိတဲ့ဒီကနေ့ကျွန်တော်တို့တတ်မဲ့ခြင်းလောဘဒေါသမာနတွေဟာမပြောက်နိုင်ဘူးဖြစ်တယ် Hur na te chapo na te duam na te ke ma mi hi en ti ka ma po thei lo ကျွန်တော်မှာရှိနေတဲ့လောဘဒေါသမောဟအဲ့ဒီအရာတွေဟာမပြောက်နိုင်ဘူးဖြစ်တယ် Kan sep mai mai mi bi song song en om fek ကျွန်တော်တို့တွေက
မပြောချင်လို့သာဖြစ်တယ်လူတွေရှိမှမပြောချင်လို့သာဖြစ်တယ် It's a povek idwavek. ကျွန်တော်တို့အားလုံးလောဘရှိတဲ့သူတွေဖြစ်တယ်ဒေါသရှိတဲ့သူတွေပဲဖြစ်တယ် Hey kan ngi mani rom fekani. အဲ့ဒါကလူတိုင်းမှာရှိတဲ့အရာဖြစ်တယ် Tu chu kan ne thei mi alo. အဲ့ဒီအရာကိုကျွန်တော်တို့အနိုင်မယူနိုင်တဲ့အရာဖြစ်တယ် Bible min khila mi zong ya thil kan ti sual vek to ti min khila ni. ကျမ်းစာကတော့ပြောပါတယ်လူတိုင်းအပြစ်ကိုကျိုးလွန်တဲ့သူတွေဖြစ်တယ် Buddhist pui thiam zong si nga po. ဒီကနေ့ဗုဒ္ဓဘာသာခေါင်းဆောင်နော်အားလုံးထဲမှာလည်းပဲ Christian pastor zong si nga po. ခရိယန်ဘာသာခေါင်းဆောင်တိုင်းမှာလည်းပဲ Thil la ti swallo van ram kal pha hi pakhat ma kanom lo. အပြစ်မကျိုးလွန်ဘဲနဲ့ခေါင်းကင်ကိုရောက်နိုင်တဲ့သူတစ်ယောက်မှမရှိဘူးဖြစ်တယ် Chu wang chu lom u sa ti la chi ani te po khem hunan ta. အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီဘုံတော်ကြီးဒီ level ဒီကနေ့အပင်ရဲကိုတွားရခြင်းဖြစ်တယ် Mi zong ya thil kan ti sual vek to. လူတိုင်းအပြစ်ကျိုးလွန်တဲ့သူတွေဖြစ်တယ် Tu po so do thil la ti swallo ya nom lo vang. လူတိုင်းကိုမေးပါအပြစ်မကျိုးလွန်တဲ့သူတစ်ယောက်မှရှိမှာမဟုတ်ပါဘူး Chu wang chuan gau ta ma chuan ke mani thiang lim na kong kan so dan tu min khila ni. အဲ့ဒါကြောင့်မလို့ဂေါရမမြတ်စွာဘုရားကလည်းကျွန်တော်တို့နော်တန်ရှင်းစွာအသက်ရှင်နိုင်အောင်ဒီကနေ့တုံးတင်တာဖြစ်တယ် A chalu tu kan ni chat chu. အမတန်ကောင်းတဲ့အရာဖြစ်တဲ့အဲ့ဒီအချက်ဟာ Mun te kin lo ngai chate. တေချာလေးနားထောင်ပေးပါ Ani ka fa pa ni a. ကျွန်တော်ဟာသူသားစုပါစုပ် Ru ru so do sai so ti te ka khila ni. မခိုးနဲ့နော်မလိန်နဲ့ဆိုပြီးတော့မှဆုံးပါတယ် Bidang hwang ai ro ti te ka khila ni. တုံများကိုလည်းနော်မေတ္တာထားပါဆိုပြီးတော့မှပြောပြတယ် Thil cha chu tam deuh ka khila ni. ကောင်းတဲ့အရာတွေဒီကနေ့နော်ကောင်းတဲ့အရာတွေကိုကျွန်တော်များကြီးကျွန်တော်တုံတင်ပေးတယ် Ni ma sel ka ima han ka zom thei chong lo ni. ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်တားကိုတုံတင်တဲ့အရာကကျွန်တော်ကိုယ်တိုင်မလိုက်နိုင်နိုင်တဲ့အရာဖြစ်တယ် Nu le pa zong an fa te thil cha khil tu ran khevek. မိဘတိုင်းကကိုယ်သားသမီးကိုကောင်းတဲ့အရာကိုတုံတင်နိုင်တဲ့သူတွေကြီးပဲဖြစ်တယ် Ma se tu ma nan zom thei chong lo. ဒါပေမဲ့ဘယ်သူမှအဲ့ဒီအရာကိုကျွန်တော်တို့ကိုယ်တိုင်မလိုက်ရှောက်နိုင်တဲ့အရာဖြစ်တယ် Hey ye ni ko ve la sa khom zong ita min sir tir chu. အဲ့ဒီအချက်ဟာလောကမှာရှိရှိသမျှသောဘာသာတရားတိုင်းကနေပြီးတော့မှတုံတင်တဲ့အချက်ဖြစ်တယ်အဲ့ဒါ Sa kho le khabu zong thil cha ti tu min khila. ဘာသာတရားတုံတင်ချက်တိုင်းကကျွန်တော်တို့ကောင်းတဲ့အချင်းကိုကျင့်ဖို့ရှာထွဲတုံတင်ပေးတဲ့ဘာသာတွေဖြစ်တယ် Ni ma se la a khil tu te gai pon tu ma thil cha ti tak tak thei chong lo. ဒါပေမဲ့အဲ့ဒီကောင်းသောအချင်းကိုကျင့်ပါလို့ကျွန်တော်တို့ဟောပြောတဲ့သူကိုနိုင်ကိုကလည်းကောင်းတဲ့အချင်းကိုမကျင့်နိုင်တဲ့သူတွေဖြစ်တယ် Thil cha chu nang po ni sai thei. ကောင်းသောအချင်းဆိုတာကတင်ကိုယ်တိုင်လည်းပြောနိုင်တဲ့အရာဖြစ်တယ် Ma se tu ma yen kan ti tak tak thei lo. ဒါပေမဲ့ကျွန်တော်တို့ဘယ်သူမှမလောက်ဆောင်နိုင်တဲ့အရာဖြစ်တယ် Mi king si nga yen thil la ti sual lo pakhat ma nom lo. ကျွန်တော်တို့လောကမှာလောကမှာရှိတဲ့များသောလူတွေထဲမှာအပြစ်တဆုံတကူမှဒီကနေ့မပြုံးမိတဲ့သူဧကဘာမှမရှိပါဘူး Chu wa chu kan sa fa yen khem mu na ta tak fek kan ni. အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့လူဆိုတာကဒီကနေ့အပေကရဲကိုသွားထိုက်တော်သူတွေဖြစ်တယ် Ila thi don. တနေ့တည်ရမယ် Kan la thi don tak tak ni o. ကျွန်တော်တို့လည်းတနေ့တစ်ချိန်ချင်းကြံတည်ရအောင်မှာဖြစ်တယ် Mi sual ni awang in khem mu na la ta don. အပြစ်သားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေ့အပေကရဲကိုသွားရမယ်သူတွေဖြစ်တယ် Ngai sak lo ri ko sui thi hu na po yi ti ngo tang o. ကျွန်တော်တို့တဘောပေါက်ကောတဘောပေါက်လိုက်မယ်တိုးတော်လည်းပဲတနည်းတည်ရမယ်ဆိုတာကိုကျွန်တော်တို့မှတ်ထားပြပါ Tu na yen thil fel ti tu si he cheu. ကျွန်တော်တို့ကောင်းတဲ့အချင်းကိုဘယ်လိုနော်ဘယ်အရာတွေကကောင်းတဲ့အချင်းလဲဆိုတဲ့အရာကိုကျွန်တော်တို့လူတိုင်းသိတယ် Tu ma mi king ai ti thei kan nom lo. ဒါပေမဲ့လူတိုင်းမှာကအဲ့ဒီကောင်းသောအချင်းကိုကျွန်တော်တို့မချစ်နိုင်ပါဘူး Ni ma se la Bible ai thil ro pui tang aro nin sia kan ni. ဒါပေမဲ့တမန်ကျမ်းစာထဲမှာတော့အမတန်မှအော်အမတန်မှချင်းမြတ်တဲ့အကြောင်းအရာတစ်ခုပေါ်ပြတာကိုတွေ့ရတယ် Hallelujah. အာမင် Bible ai thil ro pui tang aro nin sia ta. ကျမ်းစာမှာအမတန်မှအော်ဘွယ်ရာတစ်ခုကျွန်တော်တို့တွေ့ရတယ် Iswa Krista kan mi king aron chang ani. ယေရှုခရစ်တော်ဟာဒီကနေ့လူစားတိအဖြစ်ခံယူလာတာတွေ့ရတယ် Bible yan mi pakhat chong aw ma ti ya. တမန်ကျမ်းစာကတယောက်ပဲရှိတယ်လို့ပြောတယ် Thil sual la ti mi alo. အပြစ်မချိုးလို့သေးသူ Sual la pakhat ma la nei lo. တော့ထဲမှာအပြစ်ဘာတစ်ခုမှမရှိတော့သူ Ama thil sual la ti mi alo mi pakhat aw ma.
အပြစ်တဆုံတစ်ခုမျှမပြုတ်သေးတော့အပြစ်နဲ့ကင်းစင်တော်သူတယောက်ရှိတယ် 阿名主耶稣基督尼啊， သူနာမည်ကတော့ယေရှုခရစ်တော်ပဲဖြစ် 哈 တယ် 利路亚！耶稣基督终于没听你们的，你摆布 ယေ 的 ရှု 说呀 ခရ。စ်တော်တပါးရီတာလင်တန်ရှင်းတော်ဘုရားဖြစ်ပါတယ် 耶稣基督终于说你了吗？你的说呀。 ယေရှုခရစ်တော်ဒီအပြစ်မရှိတော့ဒီကနေ့အပြစ်မရှိတော့သူဖြစ်တယ် 万能高爬一米不可叫吗？ ဒီကနေ့ခေါင်းကင်နိုင်ငံတော်ကိုတွားဖို့ထိုက်တန်တော်သူတယောက်ပဲရှိတယ် 听说了的了，万能高爬一米不可叫吗？ အပြစ်မပြုတ်ပြီးဒေတော်သူခေါင်းကင်ကိုရောက်ထိုက်တော်သူ 阿名主耶稣基督尼， သူနာမည်ကတော့ယေရှုခရစ်တော်ဖြစ်တယ် 哈利路亚！主耶稣基督领队的船， အဲ့ဒီယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူသင်ဖြစ်တယ်ဆိုရင် 主耶稣基督渡队的船， အဲ့ဒီယေရှုခရစ်တော်ကိုအလိုရှိတော်သူဖြစ်တယ်ဆိုရင် 耶稣基督bom队的船， အဲ့ဒီယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူဖြစ်တယ်ဆိုရင် 阿妈主万能高提我们出的你要放音， ထိုတပါးရီတာလေခေါင်းကင်နိုင်ငံတော်ကိုတွားထိုက်တော်သူဖြစ်တဲ့အတွက်ကြောင့်မလို့ 阿妈bom队的主， သူကိုယုံကြည်လက်ခံတော်သူမှန်သမျှကို 阿提胡那放着嘛，回多了呢。 တည်လွန်တော်လဲခေါင်းကင်တော်ကိုဒီကနေ့ခေါ်သွားမှာဖြစ်တယ် 哈利路亚！ အာမင် 我那都给马里面平分了呀，放着嘛听跑喽。 ကျွန်တော်တို့လူတွေရဲ့အချင်းကောင်းချင်းကခေါင်းကင်နိုင်ငံတော်ကိုမရောက်စီပါဘူးနိုင်ပန်တော်ကိုကျွန်တော်တို့မပူပါဘူး 乌萨迪利亚基亚尼的啊，乌索蒙的分了松松不现，放着嘛听跑喽。 ဒီကနေ့ကျွန်တော်တို့ဦးစေဒီလာတို့ဦးစောင်းမောင်တို့ရဲ့ဒီကနေ့ကောင်းသောအချင်းတွေကလည်းဒီကနေ့နိုင်ပန်ကိုမပူပါဘူး 听了的说在多喽， လူသားရဲ့ပြစ်ကိုချိုးလွန်တာဖြစ်တယ် 听了的说了，放着高爬不可叫嘛。 အပြစ်ကိုမပြုတ်ဘဲနဲ့အပြစ်ကိုမပြုတ်သေးဘဲနဲ့ခေါင်းကင်နိုင်ငံတော်ကိုတွားထိုက်တော်သူတယောက်ပဲရှိပါတယ် 阿明这一说基督呢， အနာမေကတော့ယေရှုခရစ်တော်ဖြစ်တယ် 一说基督渡对你船， ယေရှုခရစ်တော်ကိုအလိုရှိတော်သူဖြစ်တဲ့ဆိုရင် 让你那渡那些你说基督bom对你船， ယနေ့ညမှာတယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူဖြစ်တဲ့ဆိုရင် 阿妈走出放着高提你放音， သူတပါးရီတာလေခေါင်းကင်နိုင်ငံတော်ကိုရောက်ထိုက်တော်သူဖြစ်တဲ့အတွက်ကြောင့် 阿妈渡的出来把这人提到放着嘛回去。 သူကိုအလိုရှိတော်သူတွေတေလိုနဲ့အခါမှာခေါင်းကင်နိုင်ငံတော်ကိုခေါ်သွားမှာဖြစ်တယ် 那这一来说了都个放着嘛，一定个高提你提你没提。 ယခုချိန်မှာကျွန်တော်တို့ကအပြစ်အမတမချီတယ်နိုင်ပန်ကိုကျွန်တော်တို့ဘယ်လိုသွားမလဲခေါင်းကင်နိုင်ငံတော်ကိုဘယ်လိုသွားမလဲဆိုပြီးတော့မှကျွန်တော်တို့စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ် 嘿，个说那呢？ ဒီအရာကကျွန်တော်ရဲ့မရှိတဲ့အပြစ်ဖြစ်တယ် 个人是那你个说那呢？ အဲ့ဒါကျွန်တော်မရှိတဲ့အပြစ်ဖြစ်တယ် 给你说的放着高塔跟你喽， အဲ့ဒီအပြစ်သားဟာခေါင်းကင်ရောက်ထိုက်တော်သူမဟုတ်ပါဘူး 个提胡那偏胡那个高端。 ကျွန်တော်သိတဲ့အခါမှာအပင်ငရဲကိုသွားမှာဖြစ်တယ် 你妈现在神呢？一说bom渡跟你转， ဒါပေမဲ့ယနေ့ညမှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူဖြစ်တယ်ဆိုရင် 一说转，非当公民凭什么多了吧？ ယေရှုကဒီကနေ့အချင်းဘယ်လိုတွားရမလဲဆိုတဲ့အရာကိုပြောပြယုံမဟုတ်ပဲနဲ့ 卡黑土地老说我们来非得得人，民得什么多了呢？ အဲ့ဒါနဲ့နော်ဒီအရာတွေကိုကြည့်ပါ你ကောင်းသွားပါလိမ့်မယ်ဆိုပြီးတော့မပြောမှာမဟုတ်ဘူး 你老一说bom渡的什么？ မဟုတ်ပါဘူးယေရှုခရစ်တော်ကိုပိုင်ဆိုင်တဲ့သူတွေကို 敢说了容容一阿妈民拉萨卡， ကျွန်တော်တို့မှာရှိရှိသမျှသောအပြစ်တွေကိုတခင်ယေရှုကသူ့စီကိုယူသွားပါတယ် 哈利路亚！非了公民凭什么老？敢说的阿妈那哪里？ ဖြောင်းမချင်းတရားကိုဒီကနေ့တုံတင်ပေးရမဟုတ်ဘဲနဲ့ကျွန်တော်တို့မှာရှိတဲ့အပြစ်တွေအားလုံးကိုယူသွားတာဖြစ်တယ် 说了放个敢多爱做阿妈的多了。 ကျွန်တော်တို့အပြစ်ကြောင့်ခံရမယ့်အကူစားသူခံသွားတာဖြစ်တယ် 说了放个敢提爱做阿妈提啊！ အပြစ်ကြောင့်တည်ရမယ့်ကူစားသူအသေးခံသွားတာဖြစ်တယ် 主把这一说呢，都得主一说放音，俺提胡那放着蛮高多的呢。 အဲ့ဒီအတွက်ကြောင့်လို့ယေရှုကိုပိုင်ဆိုင်တဲ့သူတွေဒီတေလွန်တဲ့အခါမှာလည်းပဲကောင်းကင်နိုင်ငံတော်ကိုသွားမဲ့သူတွေဖြစ်တယ် 那波山你那眼里说了你的印象， ယနေ့ညမှာလည်းပဲမိတ်ဆွေတင်းဒီကိုအပြစ်ရှိကြောင်းကိုသိတယ် 听说他们那个的到底印象， တင်းအပြစ်များစွာတင်းပြုတ်မိတယ်ဆိုတာကိုအသိဆုံးဖြစ်မယ် 非了公司他们那些嘛了，一说提了的印象， ဖြောင်းမချင်းတရားကိုကျွန်တော်တို့များစွာသိတယ်ဒါပေမဲ့အဲ့ဒီဖြောင်းမဖုရှာတွေကျွန်တော်တို့မတတ်နိုင်ဘူး 一
一当初一的所提多路， ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ကာလပတ်လုံးအဲ့ဒီအရာကိုလိုက်ရှာဖို့ဆိုတာကမဖြစ်နိုင်တဲ့အရာဖြစ်တယ် 为了菲律宾那他来的所来当头， ယနေ့ညမှာဒီကနေ့ကောင်းပြီမဲ့မနေ့ပြန်မှာကျွန်တော်တို့မကောင်းနိုင်တော့ဘူး 你把神的神的一双的一拉的一转， ဒါပေမဲ့ယနေ့ညမှာတေယေရှုခရစ်တော်ထာမှာဒီကနေ့တိုးဝင်ချင်းကတဲ့ဆိုရင် 一双的送送卡拉sắc多者， တရဲ့အဖြစ်ချွေးတွေအားလုံးကိုယေရှုကယူသွားမှာဖြစ်တယ် 一双的送送卡爱当多者， တရဲ့အဖြစ်ချွေးတွေအားလုံးကိုယေရှုခရစ်တော်ကခွင့်လွှတ်မှာဖြစ်တယ် 可菲拉准备那老地图的怕没提者， လောကမှာအသက်ရှင်နေတဲ့အခါမှာတော့လူတွေရဲ့ကဲ့ရဲ့ခြင်းပြစ်တင်ခြင်းကိုခံကောင်းခံရပါလိမ့်မယ် 把地斯麦真的放在那后怕没提者， ဒီကနေ့နှစ်ချင်းမင်္ဂလာဗတ္တိဇမင်္ဂလာကိုခံယူခဲ့တဲ့အခါမှာဒီကနေ့လူတွေကအထင်သေးခြင်းဒီကနေ့ဝိုင်းပြောခြင်းခံကောင်းခံပါလိမ့်မယ် 把是可菲拉做黑路路途， ဒါပေမဲ့လောကအရာဒီအမတာမထူထောင်းတဲ့အရာဖြစ်တယ် 跟天诺跟卡拉万的马格里啊不会毛病， ကျွန်တော်တို့တေလုံတဲ့အခါမှာအသက်ဝိညာဉ်ကောင်းကင်နိုင်ငံရောက်ဖို့ဟာအရေးကြီးဆုံးသောအရာဖြစ်တယ် 一说做一万那么高提欧嘛， ယေရှုတပါးရီသားလေးကောင်းကင်နိုင်ငံတော်ကိုသွားမဲ့သူရှိတယ် 一说做一万那么面快提多嘛呢？ ယေရှုတပါးရီသားလေးကောင်းကင်နိုင်ငံတော်ကိုခေါ်ဆောင်နိုင်တဲ့သူရှိတယ် 一说做一米菲律宾那么高提欧嘛， ယေရှုတပါးရီသားလေးဖြောင်းမတော်သူကောင်းကင်ရောက်ထိုက်တော်သူတပါးရီပဲရှိတယ် 一说做一万那么面快提多做呢？ ယေရှုတပါးရီသားလေးကျွန်တော်တို့ကောင်းကင်ကိုခေါ်ဆောင်နိုင်တော်သူဖြစ်တယ် 人家跟着外克木那跟大，一说那多了吧？ ဒီကနေ့ညမှာကျွန်တော်တို့အားလုံးအပင်ငရဲကိုသွားဖို့ယေရှုကအလိုမရှိပါဘူး 这段没地来打个多喽， သာဝရအပင်ငရဲကိုသွားဖို့ဖခင်ကအလိုမရှိဘူး 万那么高提人多了，人家来一说就让多忙些， ကောင်းကင်နိုင်ငံတော်ကိုရောက်နိုင်ဖို့ရှာအတွက်နိုင်ပန်ကိုရောက်နိုင်ဖို့ရှာအတွက်ယနေ့ညမှာအဲ့ဒီလုတ်ပေးနိုင်သောဖခင်ကိုတည်ယုံခြင်းလက်ခံမှာ 应该没说你的提人， တနေ့နေ့ချိန်ချိန်ကျွန်တော်တို့တရားအောင်မှဖြစ်တယ် 一提我来看到是一说万那么快提难， တေလုံတဲ့အခါမှာကျွန်တော်တို့ရဲ့သက်ဝိညာဉ်ယေရှုကကောင်းကင်ကိုခေါ်ဆောင်နိုင်ဖို့ရှာအတွက် 人家来一说就亲切这多， ဒီကနေ့ကျွန်တော်တို့ဒီကနေ့ညမှာတကယ်ယေရှုကတင့်ကိုအသေးအမပြုတ်ခြင်းနဲ့ 主一说亲切的就把地斯马的你啊， အဲ့ဒီအသေးအမပြုတ်ခြင်းဒီဘာတိဇမင်္ဂလာဖြစ်တယ် 主一说亲切的就把地斯马的你啊， ယေရှုခရစ်တော်ရဲ့အသေးအမပြုတ်ခြင်းအမသားတစ်ခုဒီဘာတိဇမင်္ဂလာဖြစ်တယ် 老爸个提胡的，个看到一万那么面快的咯的啊， ကိုရောကျွန်တော်တည်သွားတဲ့အခါမှာကျွန်တော်ရဲ့ဝိညာဉ်ကောင်းကင်နိုင်ငံတော်ကိုခေါ်ဆောင်ပါဆိုပြီးတော့ 老爸是木的打个多喽， ကိုရောကျွန်တော်ပင်ငရဲကိုမသွားချင်ဘူး 应该没说跟了提人。 တနေ့နေ့ချိန်ချိန်ကျွန်တော်တည်ရအောင်မယ် 这边胡大说个看到一万那么快的咯， အဲ့ဒီအချိန်ကြာရင်ကျွန်တော်ရဲ့ဝိညာဉ်ကိုကောင်းကင်နိုင်ငံတော်ကိုခေါ်သွားပါ 第一提胡大一算一看到万那么快提难者， အဲ့ဒါလို့ကျွန်တော်တို့တေလွန်တဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်ယေရှုခရစ်တော်ကကောင်းကင်နိုင်ငံတော်ကိုခေါ်ဆောင်နိုင်ဖို့ရှာအတွက် 一说亲切了，把地斯马这老张都人敢说不 ယေ 着， ရှုခရစ်တော်ရဲ့အသေးမပြုတ်တဲ့ဘာတိဇမင်္ဂလာကိုခံယူကြဖို့ရှာအတွက်လည်းတိုက်တွန်းတယ် 就是个大的喽， အဲ့ဒီဟာကကျွန်တော်အတွက်မဟုတ်ပါဘူး 阿妈当天的喽， ကျွန်တော်အတွက်လည်းမဟုတ်ပါဘူး 一提胡大万那么搞提难的呢， တို့အတွက်လည်းမဟုတ်ပါဘူးတေကောင်းကင်နိုင်ငံရောက်နိုင်ဖို့အတွက်တစ်ခုတည်တော့လမ်းဖြစ်တယ် 一算的亲切难者呢， ယေရှုခရစ်တော်တင်ကိုအသေးအမပြုတ်ဖို့အတွက်ဖြစ်တယ် 一来提人， တင်တန်တီရအောင်မယ် 这边那这一看到就万那么快提难者， အဲ့ဒီချိန်ကြာရင်တရားဝိညာဉ်ကောင်းကင်နိုင်ငံတော်ကိုခေါ်ဆောင်သွားနိုင်ဖို့ရှာအတွက် 人中在说这个多， ဒီကနေ့မှာတဲ့ကိုဆုတောင်းပေးခြင်းနဲ့ 一说亲切的把地斯马就能马还烂更多。 အဲ့ဒီတကယ်ယေရှုအသေးမပြုတ်တဲ့ဘာတိဇမင်္ဂလာကိုလည်းတဲ့ကိုကျွန်တော်တို့ပေးကမ်းခြင်းနဲ့ 这边都让就在你那些跟中在说多久呢？ အဲ့ဒါလို့ကျွန်တော်တို့ဝန်ခံနိုင်တဲ့သူစက္ကန့်နိုင်တဲ့သူကိုဒီကနေ့ညမှာဆုတောင်းပေးသွားမှာဖြစ်တယ် 就把地斯马长多的就 အဲ့ဒီဘာတိဇကိုခံယူပေးတော့သူတွေက 提毛了， တေလွန်တော်လဲ 因他老就 တင်တို့ရဲ့ဝိညာဉ်ဒီ 跟木那个多了吧？ အပင်ငရဲကိုသွားမှာမ 哇， ဟုတ် 他 တော့ 妈搞多了呢！ ကောင်းကင်တဲ့ငါတို့ကိုသွားမှာဖြစ်တယ် 哈利路亚！ အာမင် 就把就在你那些把地斯马一说亲切的长度，你敢说不见的？ အဲ့ဒီအတွက်ကြောင့်မလို့ယင်းနေဒီကနေ့ညမှာ
အဲ့ဒီတကယ်ယေရှုခရစ်တော်အသိမှတ်ပြုတဲ့သင်္ကေတအနေနဲ့ပြုတ်တဲ့ဘာတိဇာမင်္ဂလာခံယူနိုင်ဖို့ရှာတွေ့ယနေ့ညမှာဖိတ်ခေါ်ခြင်းတာဖြစ်တယ် 主把地什么长度就上的那天，老板的亲切都弄着。 အဲ့ဒီဘာတိဇာမင်္ဂလာကိုခံယူတဲ့သားသမီးတိုင်းကိုယနေ့ညမှာဖယားကတင်တို့ကိုမှတ်ထားတော်မှာဖြစ်တယ် 一说了就拉sak都弄着。 ကျွန်တော်တို့ရဲ့အပြစ်တွေကိုသူအကုန်လုံးယူတင်ဝက်ဆင်တော်မှာဖြစ်တယ် 一提回那饭人跟天永春，一说做一看到饭都嘛回到那里。 အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အသက်ဝိညာဉ်တည်လုံတဲ့အခါမှာဖယားကကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့ရဲ့ဝိညာဉ်ကိုခေါ်သွားမှာဖြစ်တယ် 但是饭没没吃够嘞， ကျွန်တော်တို့အားလုံးယေရှုပြုပြီးတော့မှမျက်စိမိတ်ပြီးပါ 但是饭没没吃够嘞， ယေရှုပြုပြီးတော့မှအားလုံးမျက်စိလေးမိတ်ပြီးပါ 老爸，你这个没转个了提到呢？ ကိုရောကျွန်တော်တို့တနေ့တစ်ချိန်ချင်းသေးရအောင်မဲ့လူတွေဖြစ်တယ် 但是饭没没吃够哦， ကျွန်တော်အားလုံးယေရှုပြုပြီးတော့မှမျက်စိလေးမိတ်ပြီးပါ 个提回那就看没得卡个多喽。 ကျွန်တော်တည်တဲ့အခါမှာဒီကနေ့အပင်ငရဲကိုကျွန်တော်မသွားချင်ဘူး 个提回那转，个看到会饭都嘛活样子。 ကျွန်တော်တည်လုံတဲ့အခါမှာကျွန်တော်ရဲ့အသက်ဝိညာဉ်ကောင်းကင်နိုင်ငံတော်ကိုခေါ်သွားပါ 第一说的那一拦堵住， အဲ့ဒါလို့ကျွန်တော်တို့ယေရှုခရစ်တော်မှာတိုးဝင်ခြင်းကလူတော်သူတွေ 一说亲切那天的多人，跟中在sak都做啊。 ယေရှုခရစ်တော်ရဲ့အသေးမပြုတဲ့သင်္ကေတတစ်ခုရနိုင်ဖို့ရှာအတွက်ဆုတောင်းပေးတော်မှာဖြစ်တယ် 一说你提回那看到我们回台南，啊亲切的把地马就跟拦都做啊。 ယေရှုခရစ်တော်ကကျွန်တော်တို့တည်တဲ့အခါမှာသက်ဝိညာဉ်ကိုခေါ်သွားနိုင်ဖို့ရှာအတွက်အဲ့ဒီဗတ္တိဇမင်္ဂလာအတွက်ဆုတောင်းပေးခြင်းလို့ပါ 很不的那个的， အပင်ကြီးရဲ့ဆိုတာကအမတမအောင်စရာကောင်းတယ် 我都没跟给台南。 ဒီကနေ့အပေဒီကနေ့ကောင်းကင်နိုင်ငံတော်ကိုသွားနိုင်ဖို့ရှာအတွက် 一说的那一拦啊， ယေရှုခရစ်တော်ထာမဒီကနေ့ဆက်ကပါ 我都跟都亲切的把地马了对那么的转， ကောင်းကင်နိုင်ငံတော်ကိုဝင်နိုင်တော့ဒီကနေ့ကျွန်တော်တို့အသေးအမပြုတ်တဲ့ဗတ္တိဇမင်္ဂလာကိုခံယူလို့တော်တော်ရှိတယ်ဆိုရင် 跟中在sak台南做， ဒီကနေ့ဆုတောင်းပေးနိုင်ဖို့ရှာထွက် 嘿大给嘛，那也很跟路嘞。 အဲ့ဒီကျွန်တော်တို့နဲ့နေကတဲ့နေရာမှာကြီးစုပြုတ်ပြီးတော့မှထွက်လာပေးပါ 啊，多不要去嘿给嘛，那也跟路嘞。 အဲ့ဒီဗတ္တိဇမင်္ဂလာကိုခံယူလို့တော်တော်ရှိတယ်ဆိုရင်ကျွန်တော်တို့ဒီအရှိမကြီးစုပြုတ် 老 ပြီးတော့ 爸个 လာ 天 ပေးပါ 我放他妈面快乐的啊，一亲切的就那一个度，老爸当嘛个pom家，把地马就个度的地主，嘿大个盘下呀，波那边波，冲那边波，跟路嘞。 ကိုတော်ကိုကျွန်တော်ယုံကြည်လက်ခံခြင်းနဲ့ဒီကနေ့ကျွန်တော်ရဲ့တဲ့ဝင်ငယ်ကိုတော်ခေါင်းကနေငါတို့ခေါ်သွားပါဒီကနေ့အဲ့ဒီအတွက်ကျွန်တော်ကိုအသိမပြုတ်တဲ့အနေနဲ့ဗတ္တိဇမင်္ဂလာကိုဒီကနေ့ခါယူခြင်းပါတယ်ဆိုတဲ့သူရှိတယ်ဆိုရင်ဒီကနေ့အတွဲမှာတော်လကောအပြင်မှာရှိတဲ့လူတွေဒီအရှိကိုထွက်လာပေးပါ 因体我那波拉多嘛那么多路，做法是多嘛老鼠。 ကျွန်တော်တို့တည်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ဘေးမှာဘယ်သူမှရှိမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်လို့ယခုအချိန်မှာသင်ဘေးမှာဘယ်သူရှိတယ်ဆိုတဲ့အရာကိုဒီကနေ့မကြောက်ပါနဲ့ 啊，都是嘿大人变错了嘞。 လှုပ်ခြင်းတဲ့သူရှိရင်ဗတ္တိဇမင်္ဂလာကိုခံယူခြင်းတော်သူရှိရင်ဒီအရှိကိုထွက်လာပေးပါ 啊，听得波个莫给嘛，跟那样跟路嘞。 ဒီကနေ့မတ်တရတဲ့သူတွေကျွန်တော်မြင်ပါတယ်ဒီကနေ့ဒီအရှိမှာကျွန်တော်တို့ ਨੇ နော်နေကတဲ့နေရာမှာလာပြီးတော့မတ်တရပေးပါ 嘿大波那边的冲那边的波人跟天呢， အပြင်မှာရှိတဲ့သူတွေအတွင်းထဲမှာရှိတဲ့သူတွေလည်းရှေ့ကိုထွက်လာလို့ရပါတယ် 啊，都是人跟小天， အလိုရှိတဲ့သူတွေထွက်လာလို့ရပါတယ် 跟中在拍天那是人听话啊， ကျွန်တော်တို့ဆုတောင်းပေးနိုင်ဖို့ရှာအတွက်အရှိမထွက်လာပေးဖို့ရှာအတွက်မေတ္တာရက်ခံတယ် 啊，都是人跟小天。 အလိုရှိတဲ့သူတွေထွက်လာပေးပါ 老灭了因天我因看到就放他妈跟天南，一说亲切呢，把地马长度就能跟路嘞。no 帮波人跟天这个呢， ဒီကနေ့ကျွန်တော်တို့ကလေးသူငယ်ရီကစဗတ္တိဇမင်္ဂလာကိုခါယူခြင်းတော်သူတွေရှိတဲ့ဆိုရင်အရှိမယခုထွက်လာပေးပါ no 帮波跟了天南，就放转一说亲切呢，个天我放他妈面快乐的难度就能跟那些路嘞，no 帮波不一定波。 ဒီကနေ့တေချင်းတရားဆိုတာကအသက်အရွယ်နဲ့မဆိုင်ပါဘူးလူတိုင်းတည်နိုင်တဲ့လူတွေဖြစ်တယ်အဲ့ဒီတော့ကျွန်တော်မသိခင်ယေရှုခရစ်တော်ရဲ့အသေးမပြုတ်ခြင်းကိုခံခြင်းနဲ့ဆိုရင်အဲ့ဒီဗတ္တိဇမင်္ဂလာကိုခံယူဖို့ရှာတွေ့ယနေ့ညဖိတ်ခေါ်ခြင်းဖြစ်တယ် 一说的亲切到当就啊， ယေရှုကသင်ကိုမှတ်ထားမှာဖြစ်တယ် 一路天里本， ဒီကနေ့သင်တည်သွားတဲ့ခေ
一看到就反正嘛，回头的你。 တရားဝင်ငင်ကိုကောင်းကင်နိုင်ငံတော်ကိုယေရှုခရစ်တော်ခေါ်ဆောင်သွားမှာဖြစ်တယ် 主一说亲切的 baptisma 度主，让那个小路嘞。 အဲ့ဒီယေရှုခရစ်တော်ရဲ့အသိမှပြုတဲ့ဗတ္တိဇမင်္ဂလာကိုခံယူခြင်းတော်သူရှိတဲ့ဆိုရင်ထွက်လာပြီပါ no pang po chalai po nule pa po pitar po putar po rong kal vek khaye ဒီကနေ့အသက်အရွယ်ဘယ်အသက်အရွယ်မဆိုကလေးဖြစ်စေလူငယ်ဖြစ်စေဒီကနေ့အသက်အရွယ်ချင်းရင်တော်သူဖြစ်ပါစေအရှိကိုထွက်လာလို့ရပါတယ် hallelujah amen adu zulon kan zel thai အလိုရှိတော်သူတွေထွက်လာလို့ရတယ်အပြင်မှာရှိတော်သူတွေရောဒီကနေ့အထဲမှာရှိတော်သူတွေရောဒီကနေ့အရှိမထွက်လာပေးလို့ရပါတယ် kan la hak don chau kan la thi don fan ma kan kal thai dan i so chu mal som che do chin chia che do ni ကျွန်တော်တို့ခေါင်းကင်နိုင်ငံတော်ရောက်ရှင်နိုင်ပူရှာအတွက်ယေရှုကသင်ကိုအသိမှပြုတ်ချင်တာဖြစ်တယ်ဒီကနေ့မှတ်ထားချင်တာဖြစ်တယ် he ta hian kan lo tong trai sak don chau ni ဒီနေရာမှာကျွန်တော်တို့စုတောင်းပေးသွားမှာဖြစ်တယ် no pang po adu piang puiting po ron chua thai ဒီကနေ့ကလေးသူငယ်ဒီကနေ့လူကြီးဘယ်ရွယ်မဆိုဒီကနေ့ဗတ္တိဇမင်္ဂလာကိုခံယူခြင်းနဲ့ဆိုရင်အရှိကိုထွက်လာပေးလို့ရပါတယ် hallelujah in thar hung su ron kan zel ro kan lo hak zel chau ni ဒီကနေ့ကျွန်တော်တို့မရှက်ပါနဲ့မချောက်ပါနဲ့ကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တော်တရားဖြစ်တယ် in thi no in tharau chu chan da ma ni thai nan ကျွန်တော်တို့တည်လွန်သွားတဲ့အခါမှာမိမိအသက်ဝိညာဉ်ကယ်တင်ခြင်းရနိုင်ဖို့ရှာထွက် hallelujah amen အာမင် 一说那亲切don chau ယေရှုကသင်ကိုမ 一 တ် 说 ထား 那 မှာ 亲 ဖြစ် 切 တယ် don chau မတ်ထားမှာဖြစ်တယ် he baptisma trong trai sak na la chang lo piang chu ron kal zel thai adu piang chu အဲ့ဒီဗတ္တိဇမင်္ဂလာကိုမခံရသေးသောသူတွေရှိတဲ့ဆိုရင်လိုချင်တယ်ဒီကနေ့ဘုရားသခင်ရဲ့အသေးမှပြုခြင်းကိုခံခြင်းနဲ့ဆိုရင်ရှိကိုထွက်လာပေးလို့ရပါတယ် adu piang ron kal zel lo le အလိုရှိသောသူတွေရှိကိုထွက်လာပေးလို့ရတယ် he ta kum lama kan pu de kan pi te po ron ni lan zela adu chu ron kal zel lo i thiu na tharau chi so ta da ma khoi do အသက်ကြီးတဲ့သူတွေလည်းဒီကနေ့ထွက်လာတာတွေ့ရတယ်အလိုရှိသောသူတိုင်းအဘယ်အသက်အရွယ်မဆိုဒီကနေ့ထွက်လာပေးပါအဲ့ဒါကျွန်တော်ကောင်းကင်နိုင်ငံကိုသွားရောက်နိုင်တဲ့ဒီကနေ့အခွင့်အရေးဖြစ်တယ် cha to du go khoyin ne adu chu ron kal zel lo in thar hung su ကျွန်တော်တို့အလိုရှိတဲ့သူတွေ no ရှိ pang တဲ့ po သူ ron တွေ khoi ထွက် lo လာပေးပါ no pang po ကလေးတွေကအစားဒီကနေ့ထွက်လာလို့ရပါတယ် Yeshu Yeshu Janam Kovai 一说呢adu chu ron ni lan zel lo အလိုရှိသောသူတွေတကယ်ယေရှုခရစ်တော်ထားမှာဒီကနေ့တိုးဝင်ချင်းကကြပါတိုးဝင်ချင်းကကြရအောင် Janam Lo Matwa 一说那亲切don don啦 ယေရှုခရစ်တော်ကသင်ကိုအသိအမှတ်ပြုသွားမှာဖြစ်တယ် 一说那亲切don don啦 ယေရှုခရစ်တော်ကသင်ကိုအသိအမှတ်ပြုမှာဖြစ်တယ် a thi hu na khem bu na ta don don lo va ဒီလိုနဲ့ခါမှလည်းပဲအပေကြီးရဲကိုမသွားရတော့ဘူးဖြစ်တယ် a thi hu na fa na ma kal don ni ဒီလိုသွားတဲ့အခါမှာကောင်းကင်နိုင်ငံတော်ကိုသွားမှာဖြစ်တယ် 主一说亲切的不读就能跟上了嘞。 အဲ့ဒီယေရှုခရစ်တော်ရဲ့အသိအမှတ်ပြုခြင်းသင်္ကေတကိုလူချင်းနဲ့ဆိုရင်ဒီကနေ့ထွက်လာပြီပါ mi tu lao ma shin dan se 读完就不容易的人感谢听你。 ဘယ်သူမှရှက်ကြောက်စရာမလိုပါဘူးဒီကနေ့ထွက်လာပြီပါ Yeshu ဘယ်သူမှအတင်းအဓမ္မကျွန်တော်တို့မလုပ်ပါဘူးမိမိစိတ်ဆန္ဒအတိုင်းမိမိရဲ့အသက်တကယ်ပိုင်ရှင်ဒီကနေ့ကဲတင်ပိုင်ရှင်အဖြစ်ကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံနေဆိုရင်ဒီကနေ့ထွက်လာပြီပါ Acha ဒီကကျွန်တော်တို့နောက်ဘဝနဲ့ဆိုင်တဲ့အရာဖြစ်တယ်ယခုဘဝနောက်ဘဝနဲ့ဆိုင်တော့အရာဖြစ်တယ် Janaku ဒီကနေ့ကျွန်တော်တို့ထွက်လာပြီပါ Twa ba ဘယ်အရာမှကျွန်တော်တို့မကြောက်ပါနဲ့ 老公婆不一定不读的人感谢听。 ဒီကနေ့ကလေးသူငယ်တွေဒီကနေ့လူငယ်တွေအသက်ကြီးပိုင်းတွေရောမိသူမဆိုးကျွန်တော်တို့ထွက်လာလို့ရပါတယ်။ဘာလို့ဆိုမင်္ဂလာကိုဒီကနေ့ခံယူခြင်းနဲ့ကဲဒီပိုင်ရှင်နဲ့ကျွန်တော်တို့ယုံကြည်လက်ခံနေဆိုဒီကနေ့ထွက်လာပြီပါ Sindan lise akai tama Deko ne pipo ya Winyin do mi do lao ma အရှိပိုင်းလေးပဲကျွန်တော်တို့ထွက် အတူကျွန်တော်လည်းကဆဲလုံးလေ ဘုမာကျွန်တော်တို့စီစီမပေး
ရှိပါဘူးเนาะကျွန်တော်တို့အရှင်ပိုင်းလေး ပေါ်သမီးနဲ့ပေါ်တော့ကဖိဒီယို ကျွန်တော်တို့အပြင်မှာရှိတဲ့သူတွေလည်းကျွန်တော်တို့ထွက်လာလို့ရပါတယ်အရှင်ကိုထွက်လာလို့ရပါတယ် Eternal Kobai Achato Tugo Koyene ဘယ်သူမှမပြန်ပါ က နဲ့ န် ဦး ဆယ် နော် တော့ဘာတဲ့လူလာတော့ကန်ဆယ်တော့ ဘယ်သူမှမပြန်ပါနဲ့ဦးနော်ကျွန်တော်တို့အစီအစဉ်မပေးသေးပါဘူး Sing it out loud.
အားလုံးခေါ်မယ်လွတ်ပြောက်ခြင်းနဲ့ကပဲအောင်မြင်ခြင်းအားလုံးခေါ်မယ်ဟေးထာဝရရဲ့မလို့ထာဝရတရားရှိခဲ့ပြီးယေရှုတော်ယေရှုလွတ်ပြောက်ခြင်းနဲ့ကခေါ်မယ်လွတ်ပြောက်ခြင်းနဲ့ကခေါ်မယ်ဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်မယ်လွတ်မြောက်ခြင်းနဲ့ကခေါ်မယ်ဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်မယ်ဘုရားရှင်ကလွတ်မြောက်ခြင်းနဲ့ကခေါ်မယ်ဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်မယ်လွတ်မြောက်ခြင်းနဲ့ကခေါ်မယ်ဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်မယ်ဘုရားရှင်က Yeah 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 Sushi, sushi, sushi,